မြတ်ဗုဒ္ဓဤဓမ္မဒေသနာဓမ္မပရထေသနာဆိုတာကာတာပုတ်ပေါင်း400ကျော်ရှိပြီးတော့ပါဠိစာပေမှာခုတ်တကနိကေလို့ဆိုတဲ့နိကေထဲမှာမှတ်တမ်းတင်ထားတာဖြစ်တယ်။သုံးဝဲမင်္ဂလာပါခရစ်စတန်ရှယ်ရန်နေကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာဥယျာဉ်အဖြစ်40ထိုဥယျာဉ်40ကိုဖွင့်ဆိုထားတဲ့ထက္ကရာတွေက52အုပ်ထက္ကရာတွေရဲ့ကြံကျွန်းတာတွေထက္ကရာရဲ့အဓိပ္ပာယ်တိမ်မြုပ်နေတာတွေဖွင့်ဆိုတဲ့တီကာက26အုပ်သတ္တသံဃာယနာမှာမြန်မာစလုံးဖြင့်မြန်မာအခရာကိုအသုံးပြုပြီးရိုက်နှိပ်ဖော်ပြထားတဲ့ပိဋကစာပေဟာဒုတဲ့ကြီးမားစွာမြန်မာလူမျိုးတွေရဲ့လက်ထက်မှာပိုင်ဆိုင်လျက်ရှိတယ်လို့ပြောတစ်ချိန်တုန်းကလွန်ခဲ့တဲ့နှစ်ပေါင်း1600ကျော်ကအိန္ဒိယနိုင်ငံမှာဟောခဲ့တဲ့တရားတွေသံဃာယနာ6တန်တင်ပြီးတော့မပြောင်းပြဲအောင်စုစည်းခဲ့ကြတာဖြစ်တယ်ပေါ့သံဃာယနာဆိုတာဘာကြောင့်တင်ရတယ်လဲသံဃာယနာရဲ့အဓိပ္ပာယ်ကသံဆိုတာအတူတကွတိုက်ဆိုင်ညှိနှိုင်း၍ကာယနာဆိုတာရွတ်ဆိုခြင်းရှေးခေတ်ကအခုလိုစာအုပ်နဲ့ရသော်ဗျာလက်ထက်မှာဖျားဟောတဲ့တရားတော်တွေကိုနောက်ကလိုက်ရေးပြီးမှတ်တမ်းတင်တာမျိုးမရှိဘူးနှလုံးသားနဲ့ပဲမှတ်ကြနှုတ်နဲ့ပဲလိုက်ဆိုပြီးတော့မှတ်တမ်းတင်ကြတာဖြစ်အဲ့ဒါကို oral tradition လို့ခေါ်စလုံးမရှိလို့လားအခရာမရှိလို့လားဆိုမဟုတ်အခရာလည်းရှိတယ်သို့တော့တန်မိုးထားတာချင်းကွာခြားတယ်ပေါ့ဒီကနေ့ခေတ်တန်မိုးထားတာနဲ့အဲ့ဒီခေတ်ကတန်မိုးထားတာကွာခြားအဲ့ဒီခေတ်ကပညာရပ်ကိုရှင်တဲ့နှလုံးထဲမှာ memorize ဆိုပြီးနှုတ်သက်ဆောင်အောင်မှတ်အောင်မှတ်မိအောင်ကြိုးစားပြီးနှုတ်သက်ဆောင်တဲ့ခေတ်လို့ခေါ်တယ်လူသမိုင်းမှာဒါတွေကပြောင်းလဲနေတဲ့အနေအထားတွေဖြစ်တယ်မြတ်စွာဘုရားဟောကြားတဲ့စကားလုံးတွေကိုနှုတ်သက်ဆောင်တဲ့ခေတ်မှာ oral tradition နဲ့လေ့လာခဲ့ကြတာဖြစ်တယ် oral tradition ရဲ့အတာချက်ကဘာလို့ဆိုရင်အတန်အတွက်မှားတာမရှိတော့ခုခေတ်ဆိုရင်ဘာသာစကားတွေမှာစလုံးနဲ့ရေးထားတာဖတ်တော့အတန်အတွက်အမျိုးမျိုးတွေဖြစ်တယ်ပေါ့နော်လွဲမှားမှုတွေဖြစ်တယ်ဟိုလူကတစ်မျိုးဖတ်ဒီလူကတစ်မျိုးဖတ်နှုတ်တဲ့ဆောင်းထားတာကြတော့သူ့အတန်တိုင်းလိုက်ပြီးတော့ဆိုကြတာအခုခေတ်ရှေ့ကတယောက်ကသချင်းဆိုသွားရင်သူ့တန်စင်တိုင်းနောက်ဆိုတဲ့လူတွေလိုက်ဆိုကြအဲ့ဒါမျိုးလိုပဲ oral tradition ဆိုတာရှေ့ခေတ်ကခေတ်စားလို့လူတွေရဲ့အာယုစူးစိုက်မှုတတိစွမ်းအားတွေကလည်းဒါမှကောင်းကြတယ်ကောင်းသည့်အတွက်ကြောင့်မှတ်နိုင်တယ်လို့ပြောမှတ်ဖို့ရအတွက်ကဘာနဲ့မှတ်ကြတာတုံးလို့ဆိုရင်တတိနဲ့မှတ်တာအဲ့ဒီတတိဟာပညာပါတဲ့တတိဖြစ်ရတယ်ဒါကြောင့်မို့စာပေကျမ်းကမှာဘယ်လိုဆိုတော့ဆိုပညာပုပ္ပင်ကမာယတတိယပြင်စနဓာရဏသမထတာစကလုံးတွေကိုမှတ်မိအောင်ကြိုးစားစကလုံးတွေကိုမှတ်မိတာဟာပညာဥဆောင်တဲ့တတိနဲ့မှတ်သားတာဖြစ်ပါတယ်ရှေးခေတ်ကလူတွေကတတိလည်းကောင်းကြတယ်ပညာလည်းထက်မြက်ကြတယ်ဒါမို့ memorize လုပ်ထားကိုတန်မိုးထားတယ်ဘယ်လောက်ထိတန်မိုးထားတော့ခဏခေတ်တော့အလွတ်ကျက်တာကိုပဲအပြစ်ပြောနေကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်ကျက်เสียမလိုဘူးလို့ပြောလို့လည်းပြောကြတယ်ဟိုကျက်တာကိုပဲအပြစ်ကြီးတစ်ခုလို့လူတွေကထင်မှတ်နေကြရှေးခေတ်ကတော့ကြည်မြန်မာနိုင်ငံရောက်လာတဲ့လောကနိတိကျမ်းမှာပဲရှိဖြစ်တယ်ပုတ္တကေတုစယံသိပ္ပံစာအုပ်ထဲမှာရှိတဲ့တက်ပညာကိုယ်နဲ့မဆိုင်ဘူးတဲ့ဘယ်လိုမဆိုင်တာတော့ဆိုရင်အသုံးလို့ရှိရင်စာအုပ်ကိုသွားရှာစာအုပ်ကိုဖတ်ရနှုတ်တဲ့ရထားတဲ့ပုဂ္ဂိုလ်ကတော့ကောက်ပြောရုံပဲအဲ့ဒါမျိုးခုခေတ်မှလည်းပဲတကယ်ရတော့ကြုံတွေ့တာဖြစ်တယ်မန္တလေးမြို့ကပဲဘွဲရပြီးသားတခါတယောက်လျှောက်ဖူးတယ်သူဟာဂျပန်နိုင်ငံသွားတယ်
ဂျပန်နိုင်ငံသွားတဲ့အခါကျတော့ကဏ္ဍသင်္ချာနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်ရတဲ့ကိစ္စတစ်ခုမှာကယ်ကူလေတာပြက်နေတော့ဂျပန်တွေကဆက်ပြက်လို့ဆိုပြီးတော့တွက်ချက်တာကိုခဏရဆိုင်တာသူကတော့သီဝရီတွေအလီတွေအကုန်ရအောင်ချက်ထားတာဆိုတော့သူကတွက်ပြီးသွားဟိုလူကဆက်ပြက်လို့ကယ်ကူလေတာပြက်နေလို့ဆိုတွက်နိုင်သေးဘူးကယ်ကူလေတာနဲ့တွက်နေကြလူကလည်းအဲ့ဒါပဲအားကိုးတာပေါ့နော်အဲ့တော့အလီကျေးနေတဲ့လူကတော့လေနောက်ဆုံးမှာဗမာပြည်မှာမိမ့်မတွက်ဆိုတဲ့ခဏလည်းရှိသေးတယ်နော်အလီမကျက်ဖဲနဲ့မိမ့်မတွက်နဲ့တွက်ထားလည်းပဲမှန်တာပဲအဲ့ဒီလိုသူပြောပြတာဂျပန်တွေကဆက်ပြက်နေရင်သူတို့ဒီတိုင်းပဲထိုင်းနေကြအလုံးမရှိဘူးတဲ့သူကတွက်ချက်ပြတော့သူတို့ဆက်ကောင်းတော့ပြန်တွက်လိုက်တဲ့အခါသူ့အဖြေပဲအဲ့ဒါသူ့ကိုအံ့ဩကြတယ်လို့သူတို့ပြောတယ်အဲ့တော့ခေတ်ကြီးကပြောင်းလဲသွားတဲ့သဘောတွေပေါ့နော်အဲ့ဒါဘယ်အရာပဲဖြစ်ဖြစ်သူကစနစ်ရှိနေတယ်ဆိုတော့ memorize လုပ်တယ်ဆိုတာလေပြပြောစရာတော့မဟုတ်ဘူး memorize လုပ်တဲ့ပုဂ္ဂိုလ်ဟာအမှန်မှအဆင်ပြေတယ်ဥပမာဘုန်းကြီးတို့နိုင်ငံသားတွေသွားတဲ့အခါမှာမြန်မာပြည်ကဘုန်းကြီးတွေကစာကိုအလွတ်ကျက်တဲ့အလေးထားရှိကြလေးထားရှိတော့နိုင်ငံခြားအိန္ဒိယတို့သီဟိုတို့ professor ကြီးတွေကဘယ်စာဘယ်ထက်ပါလဲဆိုရင်ဗမာဘုန်းကြီးတွေရွတ်တောင်ပြလိုက်သေးတယ်ဘယ်ထက်ပါလဲဆိုပြောနေအဲ့ဒီလိုလုံနိုင်စွာရှိတာကြက်ထားခြင်း memorize လုပ်ခြင်းအကျိုးကျေးဇူးလို့ပဲပြောသူတို့ကတော့အသုံးလိုမှပဲစာအုပ်ရှာပြီးတော့ဖတ်ကြရတယ်သဘောမျိုးပေါ့သို့တော့ပင်မသလားဘယ်သူကပင်မကျဲရတဲ့လူကပင်မလားမကျက်ဖဲနေတဲ့လူကပင်မလားဆိုတိတ်တော့မထူးဘူးเนาะကျက်နေကြပုဂ္ဂိုလ်က memorize လုပ်တာလွယ်သွားတယ်အလွန်ကြီးမခက်ဘူးပေါ့ဒီ experience ဆိုတဲ့ဒီအတွေ့အကြုံတစ်ခုဟာလူကိုလွယ်ကူစေတာပဲဖြစ်တယ်ပေါ့နော်လုံးဝမကြိုက်တဲ့ပုဂ္ဂိုလ်ကအခက်ခဲကြုံမှာပဲကြက်တဲ့ပုဂ္ဂိုလ်ကအခက်ခဲမကြုံဘူးပေါ့အဲ့လိုလောကနိတိကျမ်းမှာပညာဆိုတာကိုယ့်ရင်နဲ့နှလုံးထဲရှိမှအဋ္ဌိကိစ္စေသမုပ္ပန္နေကိစ္စဘောကြရှိလာလို့ရှိရင်သုံးချလို့ရတာမရှိဘူးဆိုရင်နတ္တံသိပ္ပံနတ္တံတဏံကိုလိုတဲ့အချိန်မှာအသုံးချနိုင်တာမဟုတ်ဘူးဒါကြောင့်မို့အတ္တပညာရှိတယ်လို့ပြောလို့မရဘူးကွန်ပျူတာကိုခောက်ချီနေရအောင်မှာရှာလို့မရဘူးရင်းထဲမှာမရဘူးဆိုဒီလိုဆိုလို့လျှက်စစ်မီးပြတ်နေလို့ရှိရင်ကွန်ပျူတာနဲ့ကနေခင်မှာလေကွန်ပျူတာဖွဲ့မရရင်လည်းပဲဒုက္ခရောက်အောင်ပါပေါ့နော်ရတဲ့ပုဂ္ဂိုလ်ကတော့ပြောသွားပြီချက်ချင်းအဲ့ဒါကြတော့သူတို့ကဘာခေါ်တော့ဆို walking dictionary တဲ့ချီးမွမ်းတဲ့စကားနော် walking dictionary အဲ့ဒါလို့ချက်ချင်းမချက်ချင်းဟာအဓိပ္ပာယ်သိပြီးရှင်တဲ့နှလုံးထဲမှာသိမ့်ထားတဲ့တရားတွေမြတ်စွာဘုရားလက်ထက်တော်ကတော့ကြက်ထာခုံပဲခုံတစ်ခုအနေနဲ့အာဂတကမမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေရှင်တဲ့နှလုံးထဲရောက်ရမြမကနှုတ်ထဲလဲရောက်နေတယ်လို့ဆိုတာဒါတာတုတာနားနဲ့နားထောင်တယ်ဒါတာဆောင်းထားတယ်ဝဆတာပရိစိတာနှုတ်နဲ့အလေးကျင့်လုပ်ထားတယ်မနတာနုဖိခိတာစိတ်ကလည်းအဓိပ္ပာယ်တွေကိုကြည့်ရှုထားတယ်ဒိဋ္ဌိယသုပ္ပတိဝိဒါအသိဉာဏ်နဲ့ထိုးရင်းသိတယ်ဆိုစာပေသင်ကြားမှုနဲ့ပတ်သက်ပြီးတော့အဲ့ဒါလို့အဆင့်နေသွားတာနံပါတ်1ကနားထောင်ခြင်းနံပါတ်2ကနားထောင်သင်ယူပြီးမှတ်သားထားခြင်းနံပါတ်3ကနှုတ်တိုက်ကိုယ်ကိုယ်တိုင်ဆိုကြည့်ခြင်းနံပါတ်4ကစိတ်နဲ့ဆိုကြည့်ခြင်းစိတ်ထဲကရွတ်ဆိုခြင်းပေါ့နော်နှုတ်နဲ့ရွတ်ဆိုခြင်းရဲ့စိတ်ထဲကရွတ်ဆိုခြင်းစကားပြောတဲ့အခါဘာပြောမယ်ဆိုတော့စိတ်ထဲကအရင်တွေးပြီးမှပြောချတာလေနောက်ဆုံးမှာစာရွက်ပေါ်ချရေးတာလဲစိတ်ထဲကနေသွားတာပဲလေအလုံးမြတ်စွာဘုရားလည်းပဲတချို့တရားတော်တွေဟာမနတဝဋ္ဌပိဒံဒေသနာလို့ခေါ်တယ်ပဋ္ဌာန်းတရားတော်ကြီးဆိုမြတ်စွာဘုရား
ဟိုယရဏဂရတတ္တဟာမှာ9 ရက်တိတိဝိဓမာတွေကိုနှလုံးသွင်းဆင်ញင်ပြီးပဋ္ဌာန်းကျမ်းကိုဆင်ញင်ပြီးတဲ့အခါမှာနှုတ်ကထုတ်ဖော်ပြီးတော့ဟောတာဖြစ်တယ်ပထမကြိုတင်ပြီးတော့စိတ်နဲ့ဆင်ញင်စဉ်းစားပြီးဘာတွေဟောမယ်လို့ဆိုတာမနတဝထပိတထေသနာမနတထေသနာလို့ခေါ်တယ်စိတ်နဲ့ဟောပြောမယ်တရားဝဆတာထေသနာကြတော့အတန်ထုတ်ပြီးဟောတာပေါ့နော်ဒါရှေးခေတ်နဲ့ခဏခေတ်မတူညီမှုလေးကိုပြောပြအေးအဲ့ဒါလို့ oral tradition နဲ့မှတ်တမ်းတင်လာကြတဲ့စာပေတွေဟာမြန်မာနိုင်ငံမှာ transcribe လုပ်ပြီးတော့ဒုတယ်ကြီးမားစွာစာမျက်နှာရှည်တွက်ကြည့်မယ်ဆိုရင်စာမျက်နှာ4000လောက်အတိုင်းအတာရှိတဲ့ရဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေစနစ်တကျဖွဲ့စည်းထားတာရှိနေတယ်ပေါ့နော်အဲ့ဒီစနစ်တကျဖွဲ့စည်းထားတဲ့စာပေတွေကိုဒီကနေ့မြန်မာလူမျိုးတွေရဲ့လက်ထက်မှာရောက်ရှိပြီးမြန်မာပြည်ကပဲထိန်းထားတယ်လို့ပြောအောင်ပထမဘုရားပြိဋိဘံစံသွားတဲ့အခါမှာဒီစာပေတွေကစနစ်တကျစုစည်းထားတာမရှိဘူး compilation မလုပ်ရသေးဘူးပေါ့နော်ဟိုတစဒီတစမြတ်စွာဘုရားကလည်းတွေ့ကြုံတဲ့နေရာမှာတရားဓမ္မဟောလိုက်တဲ့အခါမှာရှင်အနန္ဒာတို့လိုပုဂ္ဂိုလ်တွေကတခါဟောတာနဲ့မှတ်မိတဲ့ပုဂ္ဂိုလ်တွေမှတ်ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေကတဆင့်တင်ပြီရှင်အနန္ဒာဆိုကြည်ဧဝမေတုတံဆိုဘုရားစီကသူဒီတိုင်းမှတ်သားလိုက်တယ်နာယူလိုက်တယ်ဆိုတဲ့သင်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီဒေသနာတော်တွေကိုသူအကုန်လုံးမှတ်မိနေတယ်ဒါဟာကြီးမားတဲ့စွမ်းရည်တတ္တိလူရဲ့ပါဝါဆိုတာတယောက်နဲ့တယောက်မတူနော်ကိုမစွမ်းဆောင်နိုင်တာနဲ့သူလည်းမစွမ်းဆောင်နိုင်ဘူးလို့ဒီလိုတွက်လို့မရလူရဲ့စွမ်းရည်တတ္တိချင်းကွဲပြားခြားနာကြတယ်ပေါ့အဲ့တော့ရှင်အနန္ဒာရုဆိုတာအလုံးကိုမှတ်နိုင်တဲ့စွမ်းရည်တတ္တိကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘုရားဟောတဲ့ဒေသနာတော်တွေတစ်လုံးတစ်ပါးမှာမကြံရအောင်ပညာရှိသွားရှိတဲ့တတိနဲ့မှတ်သားထားပြီးအ내အဓိပ္ပာယ်ကြတော့တတိရှိသွားရှိတဲ့တတိဥဆောင်တဲ့ပညာနဲ့အ내အဓိပ္ပာယ်ကိုသိချတာဖြစ်တယ်တတိဥပ္ပင်္ဂမယပညာယအထဝဘောရသမထတာတတိဥဆောင်တဲ့ပညာနဲ့အ내အဓိပ္ပာယ်ကိုနားလဲစကလုံးလည်းမှတ်မိတယ်အ내အဓိပ္ပာယ်လည်းနားလဲတယ်လို့သူဆိုလို့ရပေါ့နော်အဲ့ဒါလိုမှတ်တမ်းတင်လာတဲ့ထေသနာတော်တွေဟာမြန်မာလူမျိုးတွေရဲ့လက်ထက်ရောက်နေပြီရောက်တာမှစာအုပ်အနေနဲ့ရောက်တာမဟုတ်ဘူးမြန်မာနိုင်ငံမှာပရိယတ်တိစာသင်တိုက်ကြီးတွေဟာဒီပိဋကစာပေတွေကိုသင်ကြားပို့ချပြီးသင်ယူနေကြတာဖြစ်တယ်ပေါ့အ내တွေပဲမဖော်နိုင်တဲ့အရာဆိုတာမရှိသလောက်ပါနော်မရှိဘူးအလုံးပါဠိဘာသာနဲ့ဟောထားတဲ့တရားဓမ္မတွေအကုန်လုံးပေါ့ပါဠိဘာသာဟာကနေ့ပါဠိဘာသာနဲ့စကားပြောတဲ့လူမျိုးဆိုတာမရှိတော့ dead language လို့ခေါ်ကြတယ်တိုးနေတဲ့ဘာသာစကားမဟုတ်ဘူးလက်တင်ဆိုတဲ့ဘာသာဟာအင်္ဂလိပ်ဘာသာရဲ့အခြေခံလက်တင်ဘာသာစကားဆိုတာ dead language ပဲသူလဲတည်သွားတဲ့ဘာသာရှက်ဆိုင်သွားတဲ့ဘာသာစကားတစ်ခုဘုရားမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာပါဠိဘာသာနဲ့မှတ်တမ်းတင်ထားတာဖြစ်တယ်အဲ့ဒီပါဠိဘာသာနဲ့မှတ်တမ်းတင်ထားတဲ့ပါဠိဆိုတဲ့ဘာသာစကားရဲ့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာမြန်မာနိုင်ငံမှာထင်ရှားရှိပြီးထင်ရှားရှိရုံမြတ်မကဒီအခြေမီလေးလာသင်ယူနိုင်တဲ့အနေအထားတွေရှိကြတယ်အဓိပ္ပာယ်မဖော်ဆောင်နိုင်လို့ပြတိုက်ထဲမှာထည့်ထားတဲ့အရာမျိုးတွေမဟုတ်ဘူးမင်းတို့မင်းကြီးလက်ထက်မှာဆိုလို့ရှိရင်ကြောက်စဒီမှာမှတ်တမ်းတင်ခဲ့တန်ခါနာ6ထန်တင်ပြီးတော့ဒီအတိပြုတ်ထားတဲ့စာပေတွေဖြစ်တယ်ဟိုတစဒီတစဖြစ်နေတာကိုရှင်မကတ္တဝဥဆောင်ပြီးတော့မြတ်စွာဘုရားတရားတော်တွေကိုအတိပြုတ်လိုက်တယ်အဲ့ဒီကစပြီးတော့ဖွဲ့စည်းထားတဲ့ကျမ်းစာတွေဟာပိဋကအဖြစ်3မျိုးနိကေအဖြစ်9ရပ်တပ္ပခဏအဖြစ်7400ဆိုအပြောက်ပြက်မရှိအောင်
မ်းပွင့်နေကိုလှပ်ပါတဲ့အယောင်အဆင်းမျိုးစုံနဲ့ပန်းပွင့်နေကိုကျိုးနဲ့တီးလိုက်တယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသံဃာယနာစုပေါင်းညီညာကျမ်းစာတစ်ခုအနေနဲ့ဖွဲ့စည်းပြီးတော့ကျိုးနဲ့တီးလိုက်တယ်လို့တီးထားလိုက်တာအဲ့ဒါကိုသံဃာယနာလို့ခေါ်တာနော်အလုံးတိုက်ဆိုင်ညှိနှိုင်းပြီးအလုံးကအတီးပြုတ်လိုက်ပြီးတော့ပထမသံဃာယနာဟာစုစည်းပြီးတော့ကျမ်းစာအဖြစ်စတင်ဖော်ထုတ်တာဖြစ်တယ်ဒုတိယသံဃာယနာကြတော့ဒီဟာကိုအဓိကထားတာမဟုတ်ပဲနဲ့သံဃာယနာတင်ပြီးတဲ့ဒုတိယသံဃာယနာကြတော့ဝိနည်းနဲ့ပတ်သက်ပြီးတော့ဝိနည်းစည်းကမ်းကိုဖောက်ဖျက်တဲ့အယူအဆတွေ10မျိုးပေါ်ထွက်လာတဲ့အခါအဲ့ဒါတွေကိုလက်ရှိဝိနည်းဥပဒေနဲ့ညှိနှိုင်းပြီးတော့ဥပဒေပညာရှင်တွေကဆိုတာလို့ဝိနည်းကျမ်းဂန်ကျွမ်းကျင်တဲ့ဆရာတော်ကြီးတွေကဝိနည်းနဲ့ညီတယ်မညီတယ်ဆုံးဖြတ်ပေးတဲ့သံဃာယနာကိုတော့ဒုတိယသံဃာယနာလို့ခေါ်တယ်ပထမသံဃာယနာတော့အတည်ပြုခဲ့တဲ့ကျမ်းစာတွေနဲ့ဆုံးဖြတ်တာပဲတတိယသံဃာယနာအသောကမင်းကြီးလက်ထက်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားတရားမဟုတ်တဲ့အယူအဆတွေသံဃာတွေထဲမှာရောက်ရှိလာတယ်။ဘာကြောင့်လို့ဆိုရင်ကောသလမင်းဒီအသောကမင်းကြီးရဲ့သာသနာတော်ထောက်ပံ့မှုကအင်မတန်မှများပြားလာတဲ့အခါမှာသာသနာပေါင်းဝင်ရောက်ပြီးအရေးချုံနေပေါ်လာတဲ့အခါမှာသူတို့အယူအဆတွေကိုဘုရားဟောဆိုတဲ့အနေအထားအဖြစ်ထိသွင်းဖော်ပြလာကြတယ်။အဲ့ဒါကိုအသေးစိတ်တစ်ခုစီတစ်ခုစီခွဲခြားဝေပါပြီးဘုရားဟောမဟုတ်ဘူးဆိုတာကိုစီစစ်ပြီးရွေးထုတ်ပဲနှုတ်ပြလိုက်တယ်ဆန်ထဲမှာဆွမ်းဆန်ထဲမှာကြက်ချေးရောဆိုတာလို့ကြွက်ချေးရောဆိုတာလို့အဲ့ဒါလိုရောလာတဲ့မှားယွင်းတဲ့အယူဆတွေကိုဖယ်ထုတ်ရှင်းလင်းပြစ်တာတတ္တယသံဃာယနာလို့ခေါ်တယ်နော်ဒီအတည်ပြုပြီးသားကပထမသံဃာယနာအတည်ပြုထားတာနောက်ဟာတွေကဒီကျမ်းစာတွေနဲ့ပြန်ပြီးတော့ရွေးထုတ်ပြီးတော့တန့်စင်တာပေါ့ခုခေတ်လို့ purify လုပ်တယ်ပေါ့တန့်စင်ပြစ်ရောလာတာတွေကိုတန့်ရောတာတွေကမရှိဘူးလားဆိုခဏမြန်မာလူမျိုးတွေရဲ့ယဉ်တဲ့တောင်မှအယောနှောတွေပြည့်နေတာမြတ်စွာဘုရားဘာသာလို့ပြောပြီးမဲ့လို့ဘုရားရဲ့အဆုံးအမဟုတ်တာတွေကအဆုံးအရောင်ရောင်နဲ့ရောနေတာရှိတယ်လေရွှေတကုံဘုရားဘောတောင်မှလူတွေရဲ့ယုံကြည်ခြင်းနဲ့ဖြစ်စနေသားဆိုစနေတောင်ကဘုရားပန်းလှူတာရေချမ်းလှူတာဒါတွေကရောထွေးနေတဲ့သဘောတွေကိုဆွလို့တယ်ပေါ့နော်ဘယ်နေ့ဘာသာပဲဖြစ်ဖြစ်ဘာမှမဆိုင်ဘူးကုသိုလ်ကောင်းမှုပဲနော်အဲ့ဒါတွေကရောထွေးတယ်လို့ခေါ်တယ်ပေါ့ဒါကြောင့်သမိုင်းတင်တဲ့ဆရာကြီးတယောက်ကဘာထည့်ပြင်းတော့မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာဟာလေတန့်စင်တဲ့ထေရဝါဒဗုဒ္ဓဘာသာမဟုတ်ဘူးတဲ့သူကဘာပြောလို့ဆိုရွှေတကုံဖျားပေါ်သွားကြည့်ပေါ့မတန့်စင်တာတွေအများကြီးအဲ့တော့ဆိုလိုတာကဘုန်းကြီးတို့ရဲ့အယူဆပြောရမယ်ဆိုရင်လူတွေကတော့မတန့်စင်တာမှန်တယ်ပိဋကစာပေကတော့တန့်စင်တယ်လို့ပဲပြောပိဋကထဲမှာတော့အဲ့လိုရောနှောတဲ့အယူဆမရှိဘူးလူတွေကြတော့လူတွေရဲ့ tradition နဲ့ကိုကြိုက်တာကိုလုပ်တတ်တဲ့အကျင့်တွေကြောင့်မလို့ရှိဆိုပါစို့ထိုင်းကသာသနာနဲ့တီဟိုကသာသနာမြန်မာပြည်ကသာသနာပိဋကစာပေမှာလုံးဝတူကြတယ်ပေါ့နော်လုံးဝတူတယ်သို့တော့ tradition ဆိုတဲ့သူတို့ရဲ့ဓလေ့ထုံးတမ်းစဉ်လာတွေကတော့ပါနေတယ်တီဟိုကြတော့တီဟိုဓလေ့တီဟိုလူမျိုးတွေရဲ့ဓလေ့ထုံးတမ်းစဉ်လာတွေမြန်မာပြည်ရောက်တော့မြန်မာလူမျိုးတွေရဲ့ဓလေ့ထုံးတမ်းစဉ်လာထိုင်းကတော့ထိုင်းလူမျိုးတွေရဲ့ဓလေ့ထုံးတမ်းစဉ်လာဒါတွေကရောထွေးပြီးတော့နေတာပဲဖြစ်တယ်ပေါ့နော်အဲ့ဒါလိုရောထွေးမှုတွေရှိတာစာပေနဲ့မဆိုင်ဘူးလူတွေကရောတာဖြစ်တယ်ပေါ့နော်သို့တော့မြန်မာပြည်ရောက်တဲ့ထေရဝါဒသာသနာစာပေကျမ်းဂန်ထဲမှာတော့ရောတာမရှိဘူးတန့်စင်တယ်ဆိုတာအာမခံလို့ရတယ်အယူဆထဲမှာရောနှွေးနေမို့လူတွေရဲ့ယင်ထဲမှာရှိတဲ့အယူဆဟာပိဋကအယူဆမှမဟုတ်တာအကုန်လုံးကအဲ့ဒါကြောင့်မလို့အမှန်ပြောရမယ်ဆိုရင်မြန်မာလူမျိုးတွေရဲ့ယင်ထဲမှာရှိတဲ့ယုံကြည်ချက်ကတော့ရောခြင်းရောနေလိမ့်မယ်မြတ်စွာဘုရားဟောတဲ့ပိဋကစာပေထဲမှာတော့မမှန်မကန်တဲ့အယူဆတွေမရှိဘူးဆိုတာသိကြတယ်စာပေအနေနဲ့ရောတာမရှိဘူးလို့သူတို့ပြော
အဲ့ဒါလို့တန်းစင်ထားပြီးသာသနာနှစ်450ရောက်တဲ့အခါကျတော့ oral tradition ကနေပြီးတော့ခေတ်ပြောင်းလာတဲ့အခါမှာအတန်ကိုစလုံးနဲ့ဖလှယ်တဲ့ transcribe လုပ်တယ်ဆိုတော့တန်ခါအနာကစရုပ်ထတန်ခါအနာလို့ခေါ်တယ်ပေပေါ်ပြပိုင်းပေါ်ရေးချစ်ပြီးတော့စတယ်အဲ့ဒါသာသနာနှစ်ဆိုဘုရားပြိဋိဘံစံပြီးနှစ်ပေါင်း450ရောက်တဲ့အခါမှာဘုရားဟောတဲ့တရားတော်တွေကိုစလုံးနဲ့အတန်ကိုရုပ်ပုံလုပ်လိုက်တာပဲသဘောကတော့ဒါပဲเนาะအတန်ကိုသင်္ကေတလုပ်လိုက်တာဒီစလုံးဆိုတာသင်္ကေတတွေအင်္ဂလိပ်ကအင်္ဂလိပ်သင်္ကေတနဲ့ရေးတယ်ထိုင်းကထိုင်းသင်္ကေတနဲ့ရေးတယ်တီဟိုကတီဟိုသင်္ကေတဗမာသင်္ကေတတွေနဲ့ရေးကိုယ်သင်္ကေတနဲ့ကိုယ်ဒါပေမဲ့ဖတ်လိုက်တဲ့အခါအတန်အတူတူပဲဖြစ်တယ်ကာကြီးခါကွေးနဲ့ရေး ABCD နဲ့ရေးအတန်ဒီတိုင်းပဲထွက်တယ်အဲ့ဒါအတန်ကိုပုံဖော်တဲ့သဘောကိုပြောတာเนาะ transcribe လုပ်တယ်ဆိုအဲ့ဒီတော့အတန်တွေဟာစလုံးဖြစ်ပြောင်းလာတဲ့အခါကျတော့ဘာကွာလာတယ်ဟုတ်ဆိုစလုံးကြည့်ပြီးတော့ဖတ်ကြတဲ့အခါမှာမတူညီတဲ့အတန်တွေတွေပေါ်လာတယ်မြန်မာလူမျိုးတွေဖတ်တဲ့အတန်ကတစ်ခါတစ်မျိုးတီဟိုလူမျိုးတွေဖတ်တဲ့အတန်ကတစ်ခါတစ်မျိုးကွဲပြားခြားနားမှုတွေရှိလာတော့ international pronunciation ဆိုပြီးအဲ့ဒါကိုသတ်မှတ်လာတဲ့အခါမြန်မာလူမျိုးတွေရဲ့နှုတ်ကထွက်တဲ့အတန်5မျိုးဟာ international အတန်နဲ့ကွဲပြားသွားတယ်ဗမာတွေကဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဆိုတယ် international ကျတော့ဗုဒ္ဓံစရဏံဂัจฉာမိလို့ဆိုတယ်ဒါကွဲပြားသွားတယ်ဒါလောက်ပဲကွဲတယ်နော်ဟေတုပစ္စယောတီဟိုတွေကြတော့ဟေတုပัจเจယောလို့ဖတ်တယ်စာလုံးကိုကြာတာနဲ့ထွက်တယ်ကြာချညအဲ့ဒါတော့ကွဲပြားခြားနားသွားတာပဲဖြစ်တယ်ပေါ့နော်အတန်တွေတွေကွဲလာတယ်ပေါ့နောက်ပိုင်းဘယ်ကမှန်တော့မမှန်ဘူးလားလို့ဒါစောရဏတက်เสียမလို့နော်ကိုယ်လူမျိုးကိုယ်အတန်နဲ့ကိုယ်ပဲဖတ်အထိပ္ပယ်ကအရေးကြီးဆုံးပဲကိုယ်စကလုံးကိုကိုယ်အတန်နဲ့ပဲကိုသွားချရမှာပဲဖြစ်တယ်ပေါ့နော်အေးအဲ့ဒီလိုနဲ့စာပေကျမ်းဂန်လေးကိုမှတ်တမ်းတင်လာခဲ့တာပိစမသံဃာနာကြတော့ပေပေါ်မှာရေးထဲဟာကကြာရှည်မခံဘူးကြာရှည်ခံတဲ့အမတန်မာတဲ့ကြောက်တုံးပေါ်မှာတင်မယ်ဆိုပြီးတော့မန္တလေးမြို့ကမင်းတို့မင်းကြီးကပိစမသံဃာနာတင်တော့သေလက်ခရာရုံလှတချို့ဆရာတွေကတော့ပြောတယ်ကြောက်စာနဲ့ပိစမသံဃာနာနဲ့တခြားစီလို့ယူတဲ့လူတွေရှိတယ်သို့တော့နေရတူသည်ဖြစ်စေမတူသည်ဖြစ်စေပိစမသံဃာနာရဲ့အစိတ်ပိုင်းတစ်ခုလို့ဆိုတာတော့သိကြတယ်နော်သံဃာနာတင်တာကတခြားကြောက်စာထွင်တာကတခြားမှန်တယ်သို့တော့ဒါပိစမသံဃာနာရဲ့လုပ်ငန်းတစ်ခုလို့ပဲပြောအောင်ဒီလိုပဲပြောအောင်အဲ့လိုပြောရင်မှားနိုင်တယ်လို့မရှိဘူးနော်နောက်တစ်ခါသတ္ထသံဃာနာရောက်တဲ့အခါပိစမသံဃာနာကြောက်စာမှုတွေကိုအဓိကထားပြီးတခြားနိုင်ငံတွေမှာရှိတဲ့ဘုရားစာပေတွေနဲ့တိုက်ဆိုင်ညှိနှိုင်းပြီးတော့သံဃာနာတစ်ခါလှုပ်တာကိုသတ္ထသံဃာနာလို့ခေါ်တယ်တနေ့ကတကားတယောက်ရှိတယ်လျှောက်တယ်နောက်ထပ်ရှင်ဘုရားတို့သံဃာနာတင်မှုလို့သေးလားဘုန်းကြီးတို့အနေနဲ့ကတော့စာပေစုံနေပြီဆိုသံဃာနာတင်စရာဘာမှမလိုဘူးဒါတွေကိုလေ့လာဖို့ပဲလိုတယ်နော်သံဃာနာမတင်မဲနဲ့စာတွေကိုမလေ့လာပဲနဲ့ရှိတဲ့စာတွေကိုမဖတ်ဘဲနဲ့ဝေကုံကြီးကြတဲ့သံဃာနာတင်းနေအောင်ပဲဆိုလို့ရှိရင်ဒီဘာကျိုးထူအောင်မှာတော့နော်အခုခေတ်ကရင်နဲ့နှလုံးနဲ့ရောက်အောင်တရားဓမ္မကိုနာယူခြင်းအဓိကအသိဉာဏ်နဲ့ရင်နဲ့ရောက်အောင်ခေါင်းနဲ့ရောက်အောင်လုပ်ကြမှာဖြစ်တယ်မြန်မာလူမျိုးတွေဖို့ပိဋကစာပေဟာအပြည့်စုံရှိနေတယ်မြန်မာလူဘာသာပြန်ထားတာတွေအကုန်ရှိနေတယ်ဖတ်လို့ရပြီမြန်မာစကားလုံးနဲ့ဖတ်လို့ရနေပြီအဲ့ဒါတွေဖတ်ဖို့ပဲလိုတယ်ပေါ့အဲ့ဒါတွေမဖတ်ဖဲထားပြီးတော့သံဃာနာထပ်တင်အောင်မယ်ဆိုဘာကျိုးရှိဒုံရင်မယ်နေမှာပေါ့နော်
အရေးကြီးတာမြတ်စွာဘုရားရဲ့အဆုံးအမတွေကဘယ်ပုဂ္ဂိုလ်တွေမှာတည်တုံးဆိုရင်ရှင်တဲ့နှလုံးထဲရောက်သွားတဲ့ပုဂ္ဂိုလ်ပေါ်မှာတည်တယ်လို့ပြောစာတလုံးမှရင်ထဲမရောက်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာသူ့ရင်ထဲမှာမြတ်စွာဘုရားဟောတဲ့အဆုံးအမမရှိဘူးလို့ပဲပြောအဲ့တော့သင်ရမယ့်စကားလုံးတွေမှတ်သားနိုင်ပြီးလိုက်နာကျင့်သုံးမှုဒါအဓိကကြတယ်ပေါ့အဲ့တော့ပြန်မြူအောင်ပြန်မြူတဲ့နည်းတွေနဲ့ပြန်ပွားအောင်လင်းလင်းမြန်မြန်တတ်သိနားလည်အောင်ဆောင်ရွက်ဖို့ပဲလိုမယ်လို့သူယူဆအေးဓမ္မပဒဆိုတာဂါထာပုဒ်ပေါင်း400ကျော်ရှိတယ်ဓမ္မပဒဒေသနာမှာဓမ္မပဒဒေသနာရဲ့အဆိုအမိန်လေးကိုနာယူကြည့်ပေါ့အပိုင်း7မှာဟောပြောမဲ့ဓမ္မပဒဒေသနာကတော့ဘာလဲကုသိုလ်ကောင်းမှုလုပ်သူရဲ့ရရှိနိုင်တဲ့အကျိုးကျေးဇူးကိုရှင်းရှင်းလေးမြတ်စွာဘုရားဟောထားတာဒါဟောဒီဟာတွေမပါဘူးအလုံးကိုရှင်းတယ်ဘာဟောတော့ဆိုဣဒမောရတိပစ္စမောရတိကတပုံညောဥပယထမောရတိမောရတိဆိုတာဝမ်းမြောက်ဝမ်းသာဖြစ်တာဝမ်းသာတယ်ဝမ်းမြောက်တယ်မာစကားမှာဝမ်းမြောက်တယ်မူဒဟာသေးဆိုတာပြုံးနိုင်တယ်လို့ပြောတာကုသိုလ်ကောင်းမှုလုပ်တဲ့လူကပြုံးနိုင်တယ်နော်ဒီဘဝမှာလည်းကုသိုလ်ကောင်းမှုလုပ်တဲ့လူဟာပြုံးနိုင်တယ်ဝမ်းမြောက်ရတယ်ပစ္စမောရတိနောက်ဘဝရောက်သွားရင်လည်းပဲပြုံးနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ကုသိုလ်ဆိုတာချမ်းသာဒုက္ခဖြစ်ပေါ်စေတာအဲ့တော့ထီပေါက်တဲ့လူတွေမပြုံးဘူးလားပြုံးတယ်ထီပေါက်တဲ့လူတွေပြုံးတာကထီလက်မှတ်ကလေးရှိထားတော့ထီပေါက်တယ်လို့သတင်းကြတော့မှပြုံးရတာထီလက်မှတ်ဆုံးသွားရင်ပြန်မငိုရအောင်လားထီပေါက်ပြီးထီလက်မှတ်ပျောက်တဲ့လူလည်းရှိသေးတယ်ခုခေတ်ကနော်အဲ့တော့ကုသိုလ်ကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်ကအဲ့လိုလက်မှတ်ပျောက်တာဆိုတာမရှိဘူးမြတ်စွာဘုရားဟောတဲ့စကားရှင်းရှင်းလေးကတပုံညောဥပယထမောရတိပုံညအလို့ဆိုတာဘာကိုပြောတာလဲဆိုပုံညကို10မျိုးသတ်မှတ်ပြထားတာမြတ်စွာဘုရားဘာတွေတော့ဆိုရင်လှူရတဏ္ဍပေးတာကန္နာဒါနပုံညလို့ခေါ်ဘာကြောင့်ပုံညလို့ခေါ်တော့ဆိုရင်ပု္ပ္ပဇပုံနိဗ္ဗတေတိပုံညလူတကာလေးစားခံရတဲ့ဘဝမျိုးကိုဖြစ်စေတယ်အကျိုးကျေးဇူးအနေနဲ့ကုသိုလ်ကောင်းမှုလုပ်လို့ရှိရင်လူတကာလေးစားတဲ့အဆင့်မျိုးကိုရတယ်လို့သူဆိုလို့တယ်နော်ဒါကြောင့်မို့ပုံညအဲ့တော့ပတ်စံချမ်းသာရင်ရောလူတကာလေးစားတာမရဘူးလားလို့ဆိုရကြမှာရတယ်တစ်ခါလေးကြာတော့ပတ်စံချမ်းသာတယ်မရနော်အဲ့တော့ငွေကြေးတနာကြောင့်လူတကာလေးစားရတာတဲ့ကုသိုလ်ရှင်ကြတာဥပမာအခုလို့ဆောင်းဦးကြီးဆောင်းလှူကြတယ်နော်ဌာနကောင်းမှုသူများတဲ့ထူးထူးချွန်ချွန်ပြုတယ်ဆိုလူတကာလေးစားကြတယ်လေအဲ့လိုလူတကာလေးစားခံရတဲ့အလုပ်မျိုးကိုပုံညလို့ခေါ်တယ်ကတပုံညောကုသိုလ်ကောင်းမှုကိုပြုလုပ်ထားတဲ့ပုဂ္ဂိုလ်ဟာဣဒမောရတိလက်ရှိဘဝမှာလဲဝန္တာရတယ်ပြုံးရွှင်နိုင်တယ်ပစ္စမောရတိနောက်ဘဝရောက်တဲ့အခါမှာလည်းပဲဝန္တာနိုင်တယ်ပြုံးရွှင်နိုင်တယ်ဥပယထမောရတိဒီဘဝမှာလည်းအပြုံးနဲ့နောက်ဘဝမှာလည်းအပြုံးနဲ့နေနိုင်တယ်ဆိုဟောဒါကုသကံရဲ့အကျိုးတရားကိုပြောတာကိုကုသကောင်းမှုတစ်ခုလုပ်ပြီးတော့ကိုယ့်ရင်ထဲမှာပျော်ရွှင်ချမ်းမြေ့မှုကြည်နူးမှုရမရကိုယ့်ကိုစဉ်းစားပေါ့နော်မရဘူးဆိုရင်တော့ကုံတာနှမျောလို့ဖြစ်လို့ကုသကောင်းမှုဆိုတာဘာတွေတုံးလို့ပြောမယ်ဆိုရင်ဒါနကြီးကုသကောင်းမှုမဟုတ်ဘူးသီလစောင့်တည်လို့သီလလုံးနေရင်လည်းကုသကောင်းမှုဘာဝနာလို့ခေါ်တယ်တတိတွေပညာတွေတိုးတက်လောင်တရားထုတ်တယ်စိတ်သာဝင်ပြီးတရားထိုင်တယ်တရားသိတွေရလာတယ်ပြုံးညတယ်ပျော်ရွှင်ညတယ်နော်ဝေယဝိသလူကြီးသူမတွေရဲ့ဝေယဝိသဖရာဝေယဝိသသံဃာဝေယဝိသဆိုတာတွေလုပ်တယ်ပြုံးနိုင်ကြတယ်ပျော်ကြတယ်ပဋိဒါနာတဲ့ကိုရထားတဲ့ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုကိုမျှဝေတယ်ပဋိဒါနာ
ပတ္တနုမောဒနာသူများလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုတာရုခေါ်တယ်မြတ်ဝေတာကိုတာရုခေါ်မြန်မာလူမျိုးတွေဟာဆိုင်းမုတ်ထိုးပြီးတော့လှူလေးတန်းလေးရှိကြတယ်လှူတန်းတာကိုဆိုင်းမုတ်ထိုးလေးရှိကြတယ်တချို့ကအပြစ်ပြောတယ်ဘုန်းကြီးတို့ကတော့အပြစ်မမြင်ဘူးဆိုင်းမုတ်ထိုးခြင်းဟာမူလရည်ရွယ်ချက်ကဘာလဲလို့ဆိုရင်တာဓုခေါ်ဖို့အမြဝေခြင်းသာဖြစ်တယ်နော်ဒါမှမဟုတ်ရှေးတုန်းကဆိုင်းမုတ်တွေမှာဘာပါတော့ဆိုရင်ဒါပြောက်နေသည့်အတွက်ကြောင့်လူတွေဟာအဓိပ္ပာယ်ပါပြောက်နေကြတယ်နတ်လူတာဓုခေါ်စေသောဆိုပါတယ်ခုရှိရင်တော့ပေးစားတွေလှူတာအဖြစ်ဘာလှူနတ်လူတာဓုခေါ်စေသောပဲအဲ့ဒါအမြဝေတာကုသိုလ်ကောင်းမှုကျောင်းတက်ကြီးဆောက်တယ်လှူတယ်ဖရာတစောင်းတွေဆောက်လှူတယ်မိသားစုဘသူကောင်းမှုပြီးရင်တာဓုခေါ်စေသောတကယ်ရည်ရွယ်ချက်သိမယ်ဆိုလို့ရှိရင်အများတာဓုခေါ်ဖို့ဆွေစဉ်မျိုးဆက်တာဓုခေါ်ဖို့အတွက်အမြဝေခဲ့တယ်လို့သူပြောမှာဖြစ်တယ်ရှေးတုန်းကပကံခေတ်ကဖရာတွေပါဆိုကြောက်စာထိုးပြီးတော့လှူခဲ့တာတွေဟာချိန်စာတွေတောင်ပါတယ်သူတို့ရဲ့ရွယ်ချက်တယ်ချိန်တာတော့ကောင်းတယ်လို့ပြောလို့မရဘယ်လောက်ထိအောင်ချိန်ထားတော့ဆိုလို့ရှိရင်ဖတ်ဖူးတဲ့လူလည်းရှင်းကောင်းရှင်းနေတယ်ရှင်းအောင်သမိုင်းကိုလေ့လာကြည့်မယ်ဆိုရင်ငါလှုပ်ထားတဲ့ကောင်းမှုကိုငါကဲ့သို့ပြုစုဆောင်ရှောက်ခဲ့မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာငါနဲ့ထပ်ထူကောင်းကျိုးချမ်းသာရစေတည်းတဲ့နော်ငါရဲ့ကုသိုလ်ကောင်းမှုကိုပြက်လို့ပျက်စီးလှုပ်တဲ့ပုဂ္ဂိုလ်သည်မဟာအဝိဇ္ဇငရဲမှာခံစေတည်းအရိမတယဖျားနဲ့မကြုံရစေတည်းမဖိုးရစေတည်းဟောချိန်စာတွေတိုက်သွားတာရှိအဲ့လိုတော့မတိုက်ကြနဲ့ပေါ့မကောင်းနော်မြန်မာလူမျိုးတွေမှာအဲ့ဒါရှိတယ်ချိန်စာကြမ်းချိန်နေဆိုတာလဲအဲ့ဒါတွေပဲမှာခုခေတ်တော့ဘလို့ချိန်ရတယ်တော့မသိဘူးခုခေတ်ချိန်တာကတော့အဋိဋ္ဌံသဘောလေးရှေးတုန်းကချိန်နေဆိုတာတကယ်ချိန်ရတာဥပမာရှင်မင်းနေဖိသိက်သွန်းတယ်ဆိုတဲ့အခါခေါင်းကိုရေလောင်းတာအမလေးအေးတဲ့မြန်မာအောင်မေးလေးနဲ့နော်ဘာချိန်သူခေါင်းကိုရေလောင်းပြီးတော့ဖိသိက်သွန်းတယ်ဖိသိက်ရေလောင်းတဲ့အခါခုခေတ်တော့ဘလို့ဆိုလောင်းတယ်ဘယင်းလက်ထက်ကရှေးဘယင်းနေကြတော့ဘလို့ဆိုလောင်းရတော့အရှင်မင်းကြီးတရားနဲ့အညီမအုပ်ဆုပ်ဖဲနဲ့တိုင်းသူပြည်သားကိုနှိပ်စက်မယ်ဆိုရင်ခေါင်း90ကွဲစေတည်းဆိုပါတယ်နော်အခုဆိုကုန်ကွဲကုန်လိမ့်မယ်ထင်တယ်ရှေးကကျိန်တယ်ဆိုတာအဲ့လိုကျိန်ရတာဒါကိုကျိန်စားရသော်ဘုရားတော့မကျိန်တော့ယဟန်တွေကိုကျိန်ခွင့်မကျိန်ရဘူးလို့ပြောထားတယ်နော်ပြီးတော့လောကလူတွေဟာကျိန်ကြဒါဘယင်းနေဖိစိတ်သွန်းတယ်ဆိုတာကျိန်စားရှိတယ်အဲ့လိုကျိန်ပြီးတော့မဟုတ်တာမလုပ်ရဲအောင်လုပ်တဲ့သဘောပေါ့နော်ခုခေတ်ကြမ်းကျိန်တာတော့ဘာတွေဆိုသလဲမသိဘူးကျွန်ုပ်ဒီဘသူဒီပေါ့စောင့်သစ္စာစောင့်သိပါပြီဒီလောက်ပဲကျိန်မဟာဝိဇိငရဲဆိုမကျိန်ကြပါအောင်နော်အဲ့ဒီလိုဒီကုသိုလ်ကောင်းမှုဆိုတာတွေဟာပဋိဒါနပတ္တနုမောဒနာဆိုတာရည်ရွယ်ချက်မှန်မှန်ကန်ကန်နဲ့လုပ်ရင်နိုင်ငံသားတွေကမေးတချို့ကလည်းအတိတ်ပဲမသိတဲ့အခါကျတော့ဟာဆိုင်းမုတ်ထိုးတာကြွားခြင်းလို့ဆိုတာလေပါတော့ပါမှာပဲထားလေနော်အဓိကရည်ရွယ်ချက်ကတော့အဲ့လိုမဟုတ်ဘူးမျှဝေတယ်လို့ဒီလိုမှတ်သားဓမ္မဒေသနာဆိုတာကောင်းတဲ့ပညာရက်တွေကိုပို့ချပေးတာခုလိုတရားဟောတာဓမ္မသဝနာဆိုတာကောင်းတဲ့ဟောပြောချက်တွေကိုနာယူတာသင်ယူတာမှတ်သားတာဒါတွေလည်းကုသိုလ်တွေစာသင်တာလည်းကုသိုလ်ပဲကောင်းတဲ့စာအပြစ်ကင်းတဲ့စာပေါ့သူများကိုတတ်ဖို့ပြတ်ဖို့ဆိုရယ်ပညာရက်မဟုတ်ဘူးလူတစ်ဖက်သားကိုဆင်းအောင်လုပ်တဲ့ပညာရက်မဟုတ်ဘူးကောင်းစားစေတဲ့ပညာရက်မှန်သမျှဒီထဲမှာပါတယ်သင်ယူတဲ့ထဲမှာပါဓမ္မတွေဓမ္မဆိုတဲ့စကားလုံးကဘုရားဟောတရားတစ်ခုတည်းညီညွတ်တာမဟုတ်ဘူးเนาะလူအကျိုးပြုပညာရက်တွေအလုံးကိုအကျိုးပြုတဲ့ပညာရက်တွေကိုဟောပြောတာဒေသနာအလုံးကိုအကျိုးပြုတဲ့ပညာရက်တွေကိုသင်ယူတာသဝနာဒီလိုဆိုလို့ဓမ္မသဝနာဓမ္မဒေသနာဒိဋ္ဌိစုကမ္မတဲ့မှန်ကန်တဲ့အယူဖြောင့်မှန်တဲ့အယူယူတယ်ကံကံရဲ့အကျိုးဆိုတာရှိတယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်သိသွားရင်နောက်ဘဝဆိုတာကံအားလျော်စွာဖြစ်ရတယ်မိဘဆိုတာခြေဆုရှိခြေဆုချီတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တချို့ကလည်းမိအမေနဲ့အဖေသူကသူအဟွာပြုလို့ငါမွေးတာငါဘာခြေဆုတင်စရာလို့လည်းပြောတဲ့သူကရှိသေးတယ်နော်အဲ့ဒါခြေဆုကနဲ့ခေါ်တယ်
အဲ့ဒါမိစ္ဆာဒိဋ္ဌိတွေမှာပါသွားဘယ်နဲ့ကျေးဇူးမတင်ရမလို့လူပြည့်ရောက်တာသူ့ကြောင့်ရောက်လာတာလေပြောမယ်ခုခေတ်စကားနဲ့ပြောမယ်ဆို immigration ပဲလေလူပြည့်ကိုလာခွင့်ပြည်ဝင်ခွင့်ပေးလိုက်တာအမေဖေကပေးတာလေအဲ့ကျေးဇူးကဆက်လို့မကုန်တာမြတ်စွာဘုရားဟောတဲ့တဲ့ပဲဣမတ္တလောကတ္တဓတ္တိတာတော့ဒီလောကကိုပြမိပါပဲဖြစ်တယ်လူလောကကိုလာခွင့်ပေးလိုက်တဲ့ကျေးဇူးကနည်းတဲ့ကျေးဇူးမှမဟုတ်တာအခုခေတ်လာခွင့်မပေးလို့တားကြတယ်စီးကြတယ်ဘတော်ရစရောက်လာလို့ရှင်လည်းအမိုက်ပုံးနဲ့ထဲ့ပြစ်တယ်ဆိုတာမျိုးတွေတောင်တွေ့နေရလူတိုင်းလာခွင့်ပြုတယ်လို့မြန်မာအောင်မေးလေးနဲ့ immigration ကတင်းကျပ်တာတခုနော်အဲ့တော့လူဝရောက်လာတာကံကောင်းတယ်ငါအမေကျေးဇူးဖေကျေးဇူးဆိုတာမသေးကြဘူးလားအမိုက်ပုံးနဲ့ထဲ့ပြစ်လိုက်ရင်ပွက်စိတ်ကြိုက်တာနဲ့သေသွားမှာနော်တို့ဖြစ်မှာအေးအရာရာဟာအကျိုးတို့အပြစ်တို့ဆိုတာဆင်ញင်စဉ်းစားရတယ်သူကအပေါ်ယံလေးနဲ့မတွေးရအောင်အေးအဲ့ဒီကုသိုလ်ကောင်းမှုတွေအားလုံးဟာပုံညလို့ခေါ်တယ်ဒီလိုပုံညတွေကိုပြုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာဒီဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝမှာလည်းဝမ်းသာရတယ်ဒီဘဝနောက်ဘဝနှမျိုးလုံးဝမ်းသာတယ်ဘယ်လိုဝမ်းသာတော့ဒီဘဝဝမ်းသာတယ်ဆိုတာလှုပ်ပြီးတဲ့အခါအာရပါရစိတ်ထဲမှာကျဉ်တ်သွားတာဒါတခုနောက်ဘဝဝမ်းသာရတယ်ဆိုတာအဲ့ဒီကုသိုလ်ကောင်းမှုရဲ့အကျိုးကိုပေါ်တဲ့အခါအကျိုးကိုခံစားရရင်ဝမ်းသာရတယ်လို့သူပြောတာသောမောရတိသောပမောရတိဒိဋ္ဌဝါဝိတုဒ္ဓိမတ္တနောကိုလုတ်တဲ့ကံတရားရဲ့အကျိုးကျေးဇူးတွေကိုသိရတဲ့ပုဂ္ဂိုလ်တွေဟာဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်လို့ဒေသနာတော်မှာဒီလိုဟောတာကုသိုလ်တွေကုသိုလ်လုပ်ကြည့်တယ်လုပ်လို့ရှိရင်ဒီဘဝမှာလည်းဝမ်းသာရမှာပဲနောက်ဘဝမှာလည်းဝမ်းသာရမှာပဲနှစ်ဘဝလုံးဝမ်းသာရမှာပဲအေးတကယ်ကိုအကျိုးကျေးဇူးခံစားရပြီဆိုရင်အလွန်မင်းကိုဝမ်းသာရမယ်ဒီလိုဆိုလို့ပဲပေါ့နော်အဲ့ဒါကိုကြည့်အခုလိုအမတရွှေပြည်လူမှုကူညီရေးအသင်းကိုလုပ်တယ်ဆိုတဲ့အခါမှာတစ်ဖက်သားကိုကူညီပေးတဲ့အလုပ်ဆိုမေတ္တာနဲ့ကရုဏာနဲ့လုပ်တဲ့အလုပ်တွေဖြစ်နေကိုကူညီပေးလိုက်လို့တစ်ဖက်သားအဆင်ပြေသွားတယ်ဝမ်းသာစရာကြီးမဟုတ်ဘူးလားဝမ်းသာရတာပေါ့အဲ့ဒီဝမ်းသာတဲ့ကုသိုလ်ကနည်းတဲ့ကုသိုလ်လားအများကြီးပဲကံတရားဆိုတာကိုလှုပ်လိုက်လို့တစ်ဖက်သားအဆင်ပြေသွားရင်အဲ့ဒီအဆင်ပြေမှုဟာကိုစီပြန်ရောက်တာကံတရားရဲ့သဘောကကိုလှုပ်တဲ့ဟာကိုစီပြန်ရောက်တယ်မရောက်ဖဲမနေဘူးဟုတ်လားလမ်းမှာတင်ပျောက်သွားမယ်ဆိုတာမရှိဘူးပတ်စံတော့ပျောက်ချင်ပျောက်မှာဒီဟာမပျောက်ဘူးကုသိုလ်ကောင်းမှုကလှုပ်ပြီးရင်ကိုစီအဲ့တော့ကုသိုလ်လှုပ်ပြီးဆိုရင်စိတ်ပါလက်ပါအကျိုးကိုသိပြီးတော့ကြိုးစားတော့မြတ်စွာဘုရားတောင်းဖို့အေးလှူတဲ့တန်းတဲ့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာတဲ့ဟိုလုပ်ငန်းကသေးတာမသေးတာဒီလှူတာလဲကောင်းတာမကောင်းတာများတာနေတာဒါတွေအဓိကမဟုတ်ပါဘူးတဲ့အရေးကြီးတာဘာလို့ဆိုရင်တလေးတစားလုပ်ဖို့အရေးကြီးတယ်ကိုလုပ်တဲ့လုပ်ငန်းတစ်ခု I do my best ဘာပဲလုပ်လို့အကောင်းဆုံးဖြစ်အောင်လုပ်စိတ်အားနှစ်ပြီးတော့လုပ်တာကိုယ်တိုင်အကောင်းဆုံးဖြစ်အောင်လုပ်တယ်မလုပ်ရင်တော့အကျိုးပေးတော့လည်းမပေးခြင်းပေးမှာပဲဒါဟာသူဘယ်သူမှလုပ်တာမဟုတ်ဘူးသူစိတ်စေတနာတိုင်းဖြစ်မှာစိတ်တိကတ္တဝဒါနဒိဋ္ဌိကိုလုပ်တဲ့ဟာသူများချမ်းသာပါစေဆိုတဲ့စိတ်ထဲကမွန်မြတ်တဲ့နှလုံးသားနဲ့ပြုလုပ်ရမယ်တာထာတာနဲ့ဒိဋ္ဌိကိုယ်တိုင်ပါဝင်လုပ်ရမယ်အလူလည်းဒီတိုင်းအာဂမနဒိဋ္ဌိကိုလုပ်တဲ့ဟာတွေဘယ်တော့မှပျောက်ပြက်မသွားဘူးကိုယ်စီပြန်ရောက်လာမှာပဲဆိုတာသိရှိနားလည်ပြီးလှူတဲ့တန်းတဲ့ကုသိုလ်လုပ်ရမယ်ဒီလိုဟောတာနော်အဲ့တော့နောက်ဆုံးမှာဒီကုသိုလ်ကောင်းမှုတွေဟာပျောက်ပြက်သွားတာမဟုတ်ဘူးကိုယ်စီရောက်လာအေးဒါကြောင့်မို့ဒီဓမ္မပဒဒေသနာတော့အခုအလုံးမြတ်စွာဘုရားဟောတဲ့စကားလုံးလေးကရိုးရိုးလေးမှုနားလည်ပြီးကုသိုလ်ကောင်းမှုလုပ်ပြီးတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝဝမ်းသာတယ်နှစ်ဘဝလုံးဝမ်းသာရတယ်အကျိုးပေါ်လာတဲ့အခါကျတော့အလွန်ပို့ပြီးတော့ဝမ်းသာရလိမ့်မယ်လို့ဒီလိုဟောတာအဲ့တော့မြတ်စွာဘုရားကဘာကိုအကြောင်းပြုလက်တွေ့ဘာကိုအကြောင်းပြုပြီးဟောတာတော့ဆိုအတူချုပ်လေးသူ့ရဲ့
ဖြစ်ဖြစ်တဲ့ဇာလန်းလေးတစ်ခုပြောရမယ်ဆိုမြတ်စွာဘုရားလက်ထက်ကဘုရားရဲ့အဆုံးအမတွေကိုယုံကြည်မြတ်နိုးအားကိုးကြတယ်တရားဓမ္မတွေဘုရားဘာသာဝင်သူတော်စင်တွေဟာအများကြီးရှိတယ်လူဦးရေ9ဂရေရှိတဲ့တာဝတိမြို့မှာ9ဂရေကဘုရားဘာသာတွေဖြစ်သွားတယ်2ဂရေလောက်ကတော့ဘုရားဘာသာမဟုတ်ဘူးတဲ့တမန်ပုဂ္ဂိုလ်တွေပေါ့နော်အဲ့ဒီမှာ9ဂရေလောက်တဲ့ပုဂ္ဂိုလ်တွေထဲမှာဘာသာတရားလေးစားပြီးကုသိုလ်ကောင်းမှုကိုအတည့်အပြုလုပ်နေကြတယ်ထင်မယ်ဥပဒကမိသားစုပေါင်းဓမ္မိကလို့ခေါ်တယ်ဓမ္မလမ်းကြောင်းအတိုင်ချစ်ကြံကြိုးကိုအထုတ်တဲ့ပြောရမယ်ဆိုရင်ဓမ္မိကအဖွဲ့အစည်းလို့ပြောချင်ပြောပေါ့နော်အဲ့ဒီလူဟာခေါင်းဆောင်နေကြီးပဲ900ရှိတယ်ဓမ္မိကဥပဒကရတနာသုံးပါးကိုစိတ်ကတ်တဲ့ဥပဒကဓမ္မိကဥပဒကတရားဓမ္မအတိုင်းလိုက်နာကျင့်ကြံကြိုးကိုအထောက်ကြတဲ့ဥပဒကခေါင်းဆောင်လေးကြီးပဲလူကြီးတွေကြီးပဲ900ရှိတယ်လူကြီးတယောက်ကိုနောက်ကနေရန်လိုက်တဲ့လူက900စီရှိတယ်အဲ့တော့2သိန်းခွဲလောက်ရှိတယ်လူကောင်းတဲ့အလုပ်ကို association လုပ်ပြီးတော့အခုလိုပေါ့အမတရွှေပြည်ပရဟိတလူမှုကူညီရေးတင်းကြီးတစ်ခုလုပ်တယ်ခေါင်းဆောင်ရှိမယ်နောက်ကလိုက်တဲ့ပုဂ္ဂိုလ်တွေရှိမယ်နော်ဥဆောင်သူရှိမယ်ပါဝင်ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တွေရှိမယ်အဲ့ဒါလိုပဲဓမ္မိကဥပဒကဆိုတာအဲ့ဒီ900ထဲမှာအဖွဲ့ခေါင်းဆောင်ဆိုခုခေတ်ဆိုရင်တော့ဥက္ကဋ္ဌပေါ့နော်ရှေးခေတ်ကတော့ဥက္ကဋ္ဌလို့တော့မသုံးဘူးဥက္ကဋ္ဌဆိုတာဆိုဓမ္မိကဥက္ကဋ္ဌကြီးอ่ะသား9ယောက်သမီး9ယောက်ရှိတယ်တဲ့သူသားသမီးတွေကလည်းအလုံးစုံပြူမပါဘူးလိမ္မာကြတယ်အလုံးဟာနေ့စဉ်နဲ့အမြဌာနဝတ္တိရှိကြတယ်ဓမ္မိကဥပဒကကြီးကသူကိုယ်တိုင်သူခွဲရမ်းနဲ့သူလှူတယ်သူဒကမကြီးကလည်းခွဲရမ်းနဲ့လှူတယ်သူသားသမီးတွေကလည်းအကုန်လုံးခွဲရမ်းနေနဲ့လှူချတာသူ့အိမ်မှာဆိုရင်ဒီနေ့စဉ်ဆွမ်းကြွေးဖို့စေးတံမဲကွာ16မဲရှိတယ်ဒီလိုဆိုလို့တယောက်တစ်မဲစီထားရင်ကိုလူ16ယောက်ပေါ့နော်အဲ့ဒါလို့ကုသိုလ်ကောင်းမှုတွေကိုအတက်တရောပြုလိုက်ကြဒီလိုပဲနေ့စဉ်နဲ့အမျှကုသိုလ်ကောင်းမှုတွေလုပ်တယ်ဒါစီးပွားတော့မရှာဘူးမဟုတ်စီးပွားရှာကြမှာပေါ့သူတို့ကုသိုလ်ကောင်းမှုတွေအတက်တရောလုပ်တော့အဲ့ဒီခေါင်းဆောင်ဥပဒကကြီးကလူရဲ့တဘာဝအတိုင်းလေအသက်အရွယ်လည်းရလာတဲ့အခါတည့်ရတော့မကြမ်းမှဖြစ်တယ်မကြမ်းမှယောဂဝေဒနာပြင်းထန်စွာဖြစ်လာတော့တရားမှုအချိန်ရောက်လာတော့သူတရားနာခြင်းနဲ့နေမကောင်းတော့ကြောင်းမသွားနိုင်ဘူးမသွားနိုင်တော့မြတ်စွာဘုရားစီကိုသတင်းပို့တယ်တပည့်တော်ကျမ်းမာရေးမကောင်းဘူးကြောင်းလည်းမလာတော့တရားလည်းမနာနိုင်ဘူးအဲ့တော့ရှင်ဘုရားယဟန်10ပါးလောက်ပဲဖြစ်စေ16ပါးလောက်ပဲဖြစ်စေသူ့တရားဟောဖို့လွတ်ပေးပါလို့မြတ်စွာဘုရားစီတောင်းတဲ့အခါလွတ်လိုက်တယ်ယဟန်တော်10ပါးကြွလာ10ပါးကြွတော့ရောက်တဲ့အခါကျတော့ကဲဥပဒကတိုင်းကကြီးဘယ်တရားနာခြင်းလုံးဆိုဖရာတိုင်းဟောတဲ့မဟာတတိပဋ္ဌာန်သုတ်ကိုရှင်ဘုရားတို့ရွတ်ပြကြပါသူနားထောင်မရစေဗမာပြည်ကတော့နေကောင်းကျင်တော့ဘုဇင်သုံးလေးရွတ်ပြပါဖရာပရိတ်ကလေးရွတ်ပြပါဖရာဟိုသူကတော့ဟောမဟာတတိပဋ္ဌာန်သုတ်နာခြင်းနဲ့ဖရာတဲ့အဲ့ဒါရွတ်ပြပါမဟာတတိပဋ္ဌာန်သုတ်ကိုရွတ်ပြပါဆိုရဟန်းเนี่ยရွတ်ကြတယ်ဥပဒကကြီးကိုဝန်းရံပြီးတော့မြတ်စွာဘုရားဟောတဲ့ဧကာယနောအယံဘိခွေမဲကိုဆိုတဲ့ထေသနာတော်ကိုရွတ်ဖတ်တဲ့ဆက်ပေးနေအဲ့ဒါလို့တရားနာရင်ကနေပြီးတော့ဥပဒကကြီးကတရားမှုအချိန်ဖြစ်လာတဲ့အခါမှာသူတရားအာယုံစိုက်နေတော့ဆူညံအတန်နေသူနားထဲမှာကြားလာတဲ့အခါကျဆိုင်ကြပါအောင်နဲ့သူကထားအောင်လူကတော့မထားနိုင်တော့ဘူးပေါ့နော်ဆိုင်ကြပါအောင်ဆိုတော့မိသားစုတွေကလည်းအထင်မြင်လွဲသွားကြတယ်ငါတို့အဖေတရားမှကြောက်လို့အော်တာဖြစ်လိမ့်မယ်ဆိုငိုးကုန်ကြရဟန်းတွေကလည်းဆိုင်ပါအောင်ဆိုတော့တို့ဆိုင်ခိုင်းတာပဲနေမှာပဲဆိုယောဂပြင်းထန်လာလို့နေမှာဆိုပြီးတော့ကိုရော်တွေဟာ
ရွတ်လက်စတရားကိုဖြတ်ပြီးတော့ကြောင်းပြန်ကြော်သွားကြလူတွေကလည်းငိုးကုန်ကြအပြန်ပြီးတတိလဲလာတဲ့အခါကျတော့ရဟန်းနေပဲကြွသွားတော့ဆိုအဖေပဲဆိုင်ကြပါအောင်လို့ပြောလို့ကိုရောတွေကဆက်မရွတ်တော့ပဲနဲ့ပြန်သွားကြပြီလို့ဆိုဟဲ့ငါပြောတာအဲ့ဒါမဟုတ်ဘူးငါအိမ်ပေါင်းမှာတဲ့နတ်ပြည်ကနိုင်ထား6ဆင်းရောက်နေတယ်တဲ့ငါတို့နတ်ပြည်လိုက်ခဲ့နဲ့ဆူညံဟုတ်လားတိုးခိတ်ကဆူညံတက္ကစီသမားတွေခေါ်တယ်လို့ပဲပေါ့အဲ့ဒါလို့မြေထားတို့ဘူတာတို့သင်္ဘောစိတ်တို့ကတက္ကစီသမားတွေခေါ်တယ်လို့ငါ့ကိုခေါ်နေကြတယ်အဲ့ဒါကြောင့်မင်းတို့ဆိုင်းကြပါအောင်ငါတရားနာနေတော့အဲ့ဒါပြောတာလို့ဆိုတော့ယထာသူတို့မမြင်ပါဘူးသူ့ဖေကြောင်ကရမ်းပြောတာနေမှာပါဆိုမဟုတ်ဘူးငါမြင်တယ်ရှိတယ်ခုကိုငါအတွက်ပန်းကုန်းများရှိလားရှိတယ်အဲ့ဒီပန်းကုန်းကိုအပေါ်ကောင်းကင်ကိုပြစ်လိုက်လို့ပြောတယ်အဲ့ဒီပန်းကုန်းဟာဘယ်နတ်ပြည်ဟာအကောင်းဆုံးလဲဆိုတော့ဘုရားလောင်းနေဒီတိုင်းနဲ့တုတိတာနတ်ပြည်ဟာအကောင်းဆုံးကျင့်တတ်စရာအကောင်းလို့တုတိတာလို့ခေါ်တယ်တာဝရိန္ဒာလည်းပြဿနာရှိတယ်နော်အခုကလိုမြေလူတာတွေခြံလူတာတွေနည်းနည်းပါးရှိတယ်အဲ့ဒီမှာလည်းအယက်သမားတွေရှင်းရတာတွေပါရှိတယ်သူကလည်းသူကလည်းသိမ့်မေးချမ်းမှုအဲ့ဒီဟာအဲ့တော့စတုမာတွေဆိုမပြောနဲ့တော့လူပြည်နဲ့ဆက်တာဝရိန္ဒာနတ်ပြည်ကလည်းအလုံးရှုပ်တယ်ရာမာတို့ဆိုတော့သိမ့်မရှုပ်ပေမဲ့တုတ်တိတာတော့မကောင်းဘူးတုတ်တိတာကောင်းတယ်ဆိုအဲ့တုတ်တိတာလာတဲ့နတ်အထာကိုချိတ်လိုက်ပြစ်လိုက်ဆိုတော့တုတ်တိတာနိုင်ထားဥမှာပန်းလေးကတွဲလုံးလေးဆွဲနေတယ်တဲ့လူတွေကပန်းကုန်းပဲမြင်ရတယ်နတ်ကိုယထာကိုမမြင်ရဘူးတဲ့အဲ့လိုစားထဲမှာဆိုထားတယ်နော်အဲ့ဒီအချိန်လေးမှာဓမ္မိကဥပဒကကြီးဟာတတိပြန်လဲလာပြီးတော့မင်းတို့မြင်ကြတယ်မဟုတ်လားငါအတွက်ယထာအကျိုးရောက်နေပြီငါတုတ်တိတာနတ်ပြည်ကိုသွားမယ်ဘာမှမပူချနဲ့ငါအတွက်အေယဘိမှအစင်းသင်းရှိပြီးလာခေါ်နေကြပြီငါနဲ့အတူဖြစ်ခြင်းငါလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုဆက်လုပ်ကြမပြည့်မကွက်သူတော်ကောင်းတရားကိုကျင့်ကြံကြိုးကိုအထောက်ကြလို့ဆိုပြီးမျက်စိလေးနှလုံးမှိတ်ပြီးတော့တည်သွားရှာအဲ့ဒါနမိတ်ထင်တယ်လို့ခေါ်တာနော်ဂတိနမိတ်လို့ခေါ်တယ်သွားရမယ့်နေရာကိုမြင်တတ်တယ်မကောင်းတာလုပ်တဲ့လူကြလည်းမကောင်းတာမြင်တတ်တယ်အဲကြောက်ရတယ်နော်မကောင်းတာလုပ်တဲ့လူကဘာမြင်တတ်တော့ဆိုလို့ရှိရင်သေကဏိမှာမီးတွေလောင်းနေတာတွေပဲမြင်ရတတ်တယ်အဲ့ဒီမီးကရိုးမီးမဟုတ်ဘူးမနေ့ကလောင်းတဲ့မီးမဟုတ်ဘူးအဲ့ဒါငရဲမီးတယ်နော်အဲ့ဒီငရဲမီးတဲ့ရောက်တော့တယ်လူတယောက်ကတော့တေယမူမိမောတွေ့ဝင်းနေတဲ့အချိန်မှာသူပဲရောက်တော့ဆိုနွားအုပ်ကြီးတဲ့ရောက်သွားပြီးတော့နမကြီးပေါ်တက်သွားအဲ့ဒါနွားသွားဖြစ်တယ်လို့နော်အဲ့ဒါလိုပဲကိုသွားရမယ့်နေရာတွေဟာမြင်ကြပန်းဥယျာဉ်လှလှပပနဲ့အိမ်ချံဝင်ကြီးတဲ့ရောက်သွားရင်အဲ့ဒီအိမ်ရောက်မှသိချလမ်းဘေးကအမိုက်ပုံဘေးကတဲပုတ်ထဲရောက်သွားရင်တော့အဲ့ကျူးတဲ့ရောက်သွားမှာပဲအဲ့ဒါတော့သိချနော်အဲ့လေရောက်သွားနိုင်တာပဲမသေးခင်သူကမှတ်ပုံတင်သွားတာဘယ်သူပဲဖြစ်ဒီတိုင်းပဲဒါကိုဂတိနမိတ်လို့ခေါ်တယ်ကမ္မနမိတ်ဂတိနမိတ်ကမ္မနမိတ်ကမ္မနမိတ်နော်ကံရဲ့ကမ္မနမိတ်ရဲ့ဂတိနမိတ်ရဲ့လို့ဒါတွေကရင်ထဲနှလုံးထဲမှာယခင်ကလုံးနေသလိုပေါ်တာကံထိုကံနဲ့ပတ်သက်ပြီးတော့လုံးစင်ကမြင်ကွင်းတွေတွေ့တာကမ္မနမိတ်သွားရမယ့်ဘုံဘဝဌာနတွေကိုမြင်တာဂတိနမိတ်ဘယ်လိုပဲသိတဲ့ပုဂ္ဂိုလ်ဟာအတမထွက်ခင်လေးမှာဒီနမိတ်ကတော့ထင်သွားမှာပဲတဲ့အဲ့ဒီနမိတ်ပေါ်တဲ့စီပဲရောက်သွားတယ်ဒီလိုဆိုလို့ရပေါ့နော်မသိခင်မှတ်ပုံတင်သွားတာအဲ့ဒါလို့အခုဓမ္မိကဥပဒကကြတော့ကုသဘဝကိုကုသတွေမှာနှိမ့်မြုပ်ထားပြီးတော့နေ့စဉ်နဲ့အများကုသကောင်းမှုတွေနဲ့နေတဲ့ပုဂ္ဂိုလ်ဟာနောက်ဆုံးချိန်မှာလည်းတရားနာရင်သိသွားတာဆိုတော့သူ့ဘဝဟာကောင်းနေကြီးပဲဖြစ်တယ်ကောင်းနေကြီးဖြစ်လို့သူဟာတေကနေကြတော့လေကောင်းတဲ့နမိတ်တွေပဲလာထင်တယ်ဒီလိုဆိုလို့ရပေါ့နော်ကောင်းတဲ့နမိတ်တွေထင်စ
စာပေကျမ်းကမှာတော့အိတ်ထင်မုံလေးတွေနဲ့ပြထားတာတော့တစ်ခုနဲ့တစ်ခုတော့မတူတတ်ဘူးပေါ့လူပြေပြန်ရောက်မယ်ဆိုရင်အမိဝမ်းရည်လို့ရေးထားတာလည်းရှိတယ်တကယ်ကတော့ပို့ပြီးတော့သိကြတာတော့အမိဝမ်းကြီးတယ်ဆိုတာတော့အဲ့ဒါလည်းပို့ဖြစ်နိုင်တာကတော့အင်္ဂေဟာတွေပေါ်မှာတက်သွားရတယ်လို့အိမ်မက်တယ်လို့ဖြစ်တာမျိုးအဲ့ဒါပို့သိကြနော်ဘယ်အိမ်မော်တက်သွားရတယ်ဘာလို့ဘောရမြိုင်မဲ့မှာဘုန်းကြီးတွေပါမဟာစီဆရာတော်ရဲ့တရားစာအုပ်ထဲမှာရေးထားဘုန်းကြီးတွေပါကျောင်းဆောက်ဖို့တရားဓမ္မတွေကပတ်စံလာလှူထားတယ်ညကြတော့တပြလက်ထောက်ချတဲ့လူရှိတော့အဲ့ပတ်စံလာယူပတ်စံလာယူပြီးတော့ဘုန်းကြီးကိုဘိုက်ကိုဓာတ်နဲ့ဖွင့်သွားတယ်နော်ဖွင့်သွားတယ်အဲ့ဘုန်းကြီးကအဲ့မှာပဲပြတ်နှမှုသွားတယ်သို့တော့3-4 နှစ်လောက်နေတဲ့အခါကျတော့ဘုန်းကြီးဝင်စားတဲ့ကလေးပေါ်လာတယ်အဲ့ဒီဘုန်းကြီးကပြောတော့ဆိုသူ့ကိုဓမြတွေကလိုက်လို့ထွက်ပြေးရတယ်တဲ့စိတ်ကန်းရောက်တော့လှေလေးတစ်စင်းစီးတော့အဲ့ဒီလှေလေးစီးပြီးတော့အခု तू မွေးတဲ့အိမ်မော် तू တက်ပုံတာဒါသူဂတိနိမိတ်တွေပဲဖြစ်မှာတကယ်ကတော့မဟုတ်ဘူး तू ပြောတဲ့ story ကတကယ်ကတော့ तू ဟာအဲ့ဒီကျောင်းပေါ်မှာပဲသိသွားတာသို့တော့ तू နမိတ်ပေါ်တာကိုပြောပြတဲ့အခါကျတော့ပြေးပြီးတော့အဲ့ဒီအိမ်မော်မှာတက်ပုံရတယ်အဲ့မှာ तू လုံညုံရတယ်လို့ထင်တယ်အဲ့မှာမွေးတာအဲ့ဒီလိုနမိတ်ပေါ်တာတွေလည်းရှိနိုင်တယ်ပေါ့နော်ကိုဖြစ်တဲ့နေရာကိုအဲ့လိုဂတိနိမိတ်တွေပေါ့ဓမ္မိကဥပဒကကြတော့သူကနိုင်ထားဆိုင်တယ်ဆိုတဲ့နမိတ်နဲ့အလုံးကိုကုသိုလ်ကောင်းမှုတွေကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်နတ်ပြည်အနာထား6ဆင်းဆိုင်တဲ့အနေထားထီအောင်သူကပေါ်လာတယ်အေးသူသားသမီးတွေကိုကုသိုလ်ကောင်းမှုမမေ့ဖို့နှိုးဆော်တိုက်တွန်းပြီးသူဟာကောရသူဒီဘုံရောက်သွားတယ်ယဟန်တွေကကြောင်းပြန်ရောက်တဲ့အခါမြတ်စွာဘုရားကိုဓမ္မိကဥပဒကဟာတရားနာရင်ကနေဆိုင်ရပါအောင်ဆိုလို့တပည့်တော်တို့ပြန်လာခဲ့တယ်ဆိုတော့မြတ်စွာဘုရားကမဟုတ်ဘူးမင်းတို့ဆိုင်ခိုင်းတာမဟုတ်ဘူးနတ်ပြည်ကနိုင်ထားတွေဆိုင်လို့သူတရားနာနေတော့မူဆိုင်ရပါအောင်လို့ပြောတာတဲ့ဆိုပြီးတော့မြတ်စွာဘုရားကရှင်းပြတာကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဆိုတာဒီဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝမှာလည်းဝမ်းသာရတယ်နှစ်ဘဝစလုံးဝမ်းသာရတယ်ကိုကုသိုလ်ကံရဲ့အကျိုးကိုခံစားရတယ်ဆိုရင်သိပြီးတော့ကိုပီတိဖြစ်ပြီးဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားကိုမြတ်စွာဘုရားကယခုလိုဓမ္မပဒထေသနာတော်မှာဟောကြားမိတ်ဆိုခဲ့တာဖြစ်ပါတယ်ဓမ္မရတ္တကိုနာယူမှတ်သားပြီးတော့မိမိတို့ဘဝမှာလည်းပဲဝန္တချီနူးပွဲကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့အမှတ်တမဲ့မနေပဲနဲ့ဒီကုသိုလ်ကောင်းမှုတွေပေါ်မှာချီနူးခြင်းဝန္တခြင်းဆိုတာကိုအကျဉ်းချင်းကြီးထပ်ဖြစ်အောင်ကြိုးစားအထောက်မှကုသိုလ်တွေဟာများလာမှာဖြစ်တယ်ဆိုတာကိုစီမှတ်သားနာယူပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း